ဟုတ်ကဲ့ကိုကြီးမင်္ဂလာပါခင်ဗျာ ဟုတ်ကိုမင်္ဂလာပါ ကိုရဲ့နာမည်လေးနဲ့ကျွန်တော်တို့မိတ်ဆက်ပေးပါအောင်ခင်ဗျာ နာမည်ကတော့စောပါ ကိုဘယ်ကနေပြီးတော့လာရောက်ဝယ်ယူအားပေးဖြစ်တာလဲကို ဟောလမြန်ရပါ ဟုတ်ကဲ့ပါကိုဒီနေ့ဘယ်ဆိုင်ငယ်မျိုးစားလေးဝယ်ယူအားပေးပြောသွားတာလဲကို ညာရီ EV brand လေးကိုပေါ့ ဘာဖြစ်လို့ကို EV brand လေးကိုရွေးချယ်ဝယ်ယူဖြစ်လဲဆိုတာဒီကျွန်တော်တို့တစ်ချက်လောက်ရှင်းပြပေးပါအောင် အခုချင်းမှာပေါ့ကိုစက်တုံးစီအခက်ခဲလေးဖြစ်တာနဲ့နောက်ဒီမျိုးတွင်တွာလာပွားကြတဲ့ဒီ EV လေးကတော့အဆင်ပြေလို့ပေါ့ဟိုပါပေါ့ EV brand ဒီညာရီ EV brand ကတော့ပေါ့နိုင်ငံတကာအဆင့်မီဖြစ်တယ်နောက်တစ်ခုကတော့ဘယ်ထီတွေပဲလည်းရေးရှည်ကောင်းတယ်နောက်သူ့ဈေးတန်းဝင်ကြမှာ license လေးနဲ့လည်းရတယ်အဲ့ဒါလေးအတွက်ကြောင့်ပေါ့ရွေးချယ်ဖြစ်တာပေါ့ ဟုတ်ကဲ့ကိုကြီးမင်္ဂလာပါခင်ဗျာ ဟုတ်ကဲ့မင်္ဂလာပါကို ဟုတ်ကဲ့ကိုရဲ့နာမည်လေးနဲ့ကျွန်တော်တို့တစ်ချက်လောက်မိတ်ဆက်ပေးပါအောင် တန်းလင်းမှာ ကိုကြီးဒီနေ့ဘယ်ဆိုင်ငယ်မျိုးစားလေးဝယ်ယူပြောပါလဲ ဒီနေ့ကတော့ EV cycle လေးပေါ့ကိုပစ္စည်းနဲ့ပတ်သက်လို့ရှိရင်မပူရကိုเนาะတစ်ခုဖြစ်တယ်ဆိုလို့ရှိရင်ဟိုလွယ်ကူတာပေါ့အဲဒါကြောင့်မို့ဈေးနှုန်းလည်းတင့်တယ်လက်ရှိချင်းနေနဲ့အဆင်ပြေမယ်တင်းတော့မယ်ထင်လို့ပေါ့နော်ကိုနော် ကိုဘယ်ကနေပြီးတော့ကျွန်တော်တို့စီလာရောက်ဝယ်ယူဖြစ်လဲ အထုံကနေလောက်ဝယ်တာပါ ဟုတ်ကဲ့ကိုတတော်ကနေတော့လာအားပေးတာပါနော်ဟုတ်ကဲ့ကိုဒီနေ့ဘာဆိုင်ငယ်မျိုးစားလေးဝယ်ယူဖြစ်လဲကို ဟို EV M6 ဟုတ်ကဲ့ EV လေးကိုပြပါ ဟုတ်ကဲ့ပါကိုဘာဖြစ်လို့ဒီဆိုင်ငယ်တွေထဲမှာ EV ကိုရွေးချက်ပြီးဝယ်ယူဖြစ်လဲကို အခုခေတ်ကတော့အမှန်တမ်းပြောစီဝယ်ရတာခက်ခဲတဲ့အတွက် EV လေးပြောင်းသုံးနေလို့ ဟုတ်ကဲ့ကိုအကိုကဒီဆိုင်ငယ် EV brand တွေအများကြီးရှိတဲ့နေရာမှာပေါ့နော်ဘာဖြစ်လို့ယာဒီစကိုမှာအခုအနေနဲ့ဘာဖြစ်လို့ရွေးချက်ပြီးတော့ဝယ်ယူဖြစ်ခဲ့လဲဆိုတဲ့အကြောင်းရင်းလေးကျွန်တော်တို့တစ်ချက်လောက်ပြောပြပေးပါဦး အဲ့ဒါ EV ကတော့သူက brand ထဲမှာအမြင့်ဆုံး brand လေးဖြစ်တယ်နောက်တရုတ်ကြီးမှသုံးလဲဖြစ်တော့အဲ့ဒါလေးပြောပြပြီ ဟုတ်ကဲ့ပါကိုကျေးဇူးအများကြီးတင်ပါတယ်ကိုအခုလိုဖြေကြပေးတဲ့အတွက် ကျေးဇူးပါ